ကျောင်းစီကကိုမောင်ထွေးတယောက်ဗျာကျောင်းကနေအိမ်ကိုပြန်လာတာပေါ့သူစပိန်လေးနဲ့ပေါ့အဲ့ဒီနောက်မှာစပိန်လေးကိုရက်ပြီးတော့မြေတဲ့ဆိုပြီးတော့သူ့ဇနီးကိုလှမ်းပြီးခေါ်လိုက်တော့ကိုရေးတဲ့ဒီမှာထမိုးငှဲ့နေလို့ဆိုပြီးတော့သူ့ဇနီးကပြန်អော်တယ်ဗျကိုမောင်ထွေးကဗျာသူ့လွယ်လေးကိုဆွဲပြီးတော့အိမ်မောတက်လာတာပနက်ချိုလေးကိုသူတူတူကြည့်နေတာဗျခင်းတော့တဲ့ပစိုးလေးဗျအခောက်လေးကိုဗျကချင်ပစိုးအကွက်လေးဗျသူကဒူးထောက်ပြီးတော့ပစိုးလေးကိုကင်ကြည့်လိုက်တာပေါ့ပစိုးလေးကအစိမ်းနဲ့အနက်ကွက်လေးပေါ့ဗျာအယောင်လေးကတော့တော်တော်လေးလွင့်နေပြီဗျအပေါက်လေးတွေကလည်းဖြစ်နေတာပေါ့ဗျာကိုမော်တွေကဗျပစိုးကိုဖုန်ခါလိုက်ပြီးတော့အဲ့ဒီနောက်မှာတော့သူကခောက်ပြီးတော့ကင်လိုက်တာပေါ့ဗျာအိမ်ထဲဝင်မပြူတဲ့အချိန်မှာအကြတော့မှပဲအဲ့ဒါဘာလောက်တာလဲဆိုပြီးတော့အမေးနေပေါ့ဗျာသူ့ကိုခါထောက်ပြီးတော့ကြီးနေတာသူရဲ့ဇနီးဗျတော့တွေ့တာပေါ့သူကပစိုးကိုနောက်မှာဖွက်လိုက်တယ်ဗျဘာလို့လို့လဲကျမတဲ့ခြေသုံးကိုလှုပ်ထားတာလေပစိုးကိုတဲ့ဘာဖြစ်လို့ပြန်သိမ့်လိုက်တာလဲမြင့်ရဲ့တဲ့ပစိုးကိုဘာဖြစ်လို့ခြေသုံးကိုလှုပ်ရတာလဲပစိုးကအဆုတ်ကြီးကိုတဲ့ဘာဖြစ်လို့လဲတဲ့ဝင့်မမွေးတော့တာတဲ့ဘာလို့မလို့လဲဘာမှမလုပ်ပါဘူးတဲ့နှမျောလို့ပါပေးပါတဲ့ကျမကိုအဲ့ဒီပစိုးတဲ့ဘာလို့မလို့လဲတဲ့မပေးနိုင်ဘူးတဲ့ပေးတယ်ဆိုမင်းမင်းအေးရဗျာအတင်းကိုလူယူတာပေါ့မြင့်ရတဲ့ဘာဖြစ်နေတာလဲကွာတဲ့မောင်ကပစိုးကိုခြေတုပ်တာမလုပ်စေချင်လို့ကွာဘာဖြစ်နေတာလဲကျမမသိဘူးထင်နေလားတဲ့ရှင့်အကြီးဆောင်ပေးထားခဲ့တဲ့လက်ဆောင်မှုလို့မဟုတ်လားတဲ့ဘုံမောင်တွေကဗျာအိမ်ထဲကိုအတင်းဝင်ပြီးတော့ကလေးတိုင်းတော့ဝင်ထိုင်လိုက်တာပေါ့ပေးတယ်ကျမကိုလည်းအဲ့ဒီပစိုးတဲ့မြင့်တဲ့တော်ရင်ကောင်းမယ်ကွာတဲ့မောင်ကခြေတုပ်လောက်တာကိုမကြိုက်ဘူးဆိုရင်လည်းမလုံနဲ့ကွာမနေ့ပြန်ကြမှာတဲ့ခြေတုပ်ခုံဝေခဲ့ပြီးမယ်ရှင်ဒီပစိုးကိုတဲ့စုပ်တဲ့အထိဝေခဲ့ပြီးွားပြီတဲ့အခုလဲတဲ့မိုးဝဲတာကြာနေလို့ပိုနေလို့ခြေတုပ်ခုံလောက်တာဘာဖြစ်တယ်လဲတဲ့ဘာဖြစ်လို့တဲ့အဲ့ဒီလောက်တောင်းတဲ့ဒီပစိုးကိုဆွဲလန်းနေရတာလဲမြင့်တဲ့အထွေထူးပြောမနေပါနဲ့ကွာတဲ့မောင်မကြိုက်ဘူးတဲ့မလုံနဲ့ကွာတဲ့မလုံနဲ့ဆိုရင်မလုံနဲ့ဟုတ်ပြီလားဇနီးဖြစ်သူကဗျာစောင့်ပြီးတော့အိမ်နောက်ဘွေကိုထွက်သွားပါဒီရောဗျာသူကမျက်စိကိုမိတ်ပြီးတော့တခါတည်းဖူးကနေဆိုတက်ပြင်းကြီးမှုတ်ထုတ်လိုက်တယ်ဗျာသူစိတ်သက်သာရမှုယူလိုက်တာပေါ့ဗျာဒီသူတို့နောက်ဆုံးနှစ်မှာပေါ့ဗျာခင်ရွဲ့မှုကသူကကန်ထဲမှာသူတို့ထိုင်ကြတာပေါ့သူမလွယ်ထဲမှာတခုခုကိုသူကနှိုက်လိုက်ပြီးတော့ဆရာကိုလက်ဆောင်ပေးမလို့ဆိုပြီးတော့သူကသတင်းစာဆက်ကူလေးနဲ့ပတ်ထားတဲ့အထုပ်လေးတစ်ထုပ်ကိုတွန်းပေးလိုက်တယ်ဗျာဘာလဲဆရာမတဲ့ဖွင့်ကြည့်လေးတဲ့သူကဖွင့်ကြည့်လိုက်တဲ့အခါကျတော့ကချင်ပစိုးလေးပါလာတယ်ဗျဟုတ်တယ်တဲ့အဲ့ဒါတဲ့နှွေးရဲ့လက်ဆောင်ပဲတန်ဖိုးကြီးမှာဗောတဲ့မယူရပါဘူးတဲ့တန်ဖိုးကြီးတယ်တဲ့ကြီးတာမှအတော်လေးကိုကြီးတာအသက်တည်းမြတန်ဖိုးကြီးတယ်ဟာဘလို့လဲဗျတဲ့အသက်နဲ့တည်းမြဟုတ်လားတဲ့ဟုတ်တယ်တဲ့ဒီပစိုးကိုတဲ့မှားလိုက်တာတဲ့ယူလာတဲ့လူကလမ်းမှာတည်သွားပြီဟာဗျာတဲ့ကျွန်တော်မယူရပါဘူးတဲ့ယူလိုက်ပါတဲ့နှွဲ့ကိုကတဲ့ရန်ကုန်လာရင်တဲ့လမ်းမှာဆုံးသွားတာတဲ့ဘာကြောင့်တည်သွားလဲဆိုတော့မပြောချင်တော့ပါဘူးတဲ့ဒါပေမဲ့နှွဲ့စီကတော့ဒီပစိုးလေးရောက်လာတဲ့အစကတော့တဲ့တကယ်တည်းတယောက်လက်ဆောင်ပေးဖို့မှာလိုက်တာဘာပဲဖြစ်ဖြစ်တဲ့ဆေးရကိုဝတ်စေချင်တဲ့နှွေကတဲ့အကုတ်ကိုပြောထားတယ်ចောင်းပြင်းနှွေတို့စီကိုအလွန်တော်တဲ့ဆေးရတယောက်ခေါ်လာမယ်လို့အကူကအဲ့ဒါကိုသဘောကျတာဘာပြောနေအတွက်ဆေးရရပြီဆိုပြီးတော့ဆေးရလာမှာမဟုတ်လားဆရာမရှိမှတည်းဗျာဦးစားပေးမြို့တွေရှောက်တော့နံပါတ်1နေရာမှာဗျာအတူတူထည့်လိုက်ကြတာပေါ့နှွဲ့မျောနေမှာနော်တောင်တန်းဒေသရှိတဲ့အောက်တက်နေရာကိုဗျာအတတန်းများအဖြစ်နဲ့ယာရုခန့်အကျခံခဲ့ရတယ်ဗျဒါပေမဲ့လည်းဗျအဲ့ဒီတာဝန်ကျတဲ့နေရာကို तू မသွားဘူးဗျမြင့်မြင့်အိမ်နဲ့အိမ်အောင်ကျသွားတယ် तू နေထိုင်ရမြို့လေးမှာပဲ तू တာဝန်ကျတယ်နေကို तू မသွားဖြစ်ဘူးပေါ့ဒါပေမဲ့လည်း तू ကချင်ပစိုးလေးကိုတွေ့တိုင်းခင်ရွက်မှုကို तू တတိယနေတာပေါ့ဗျအဲ့ဒီပစိုးလေးကို तू အမျက်တနိုးဝင်ရင်နဲ့ तू တောင်တန်းဒေသခရီးကိုအိမ်မက်တွေဖြစ်ခဲ့တာပေါ့မောင်းနဲ့ရေချိုးလေးတဲ့ထမင်းစားမယ် သူ့ပကုံးကိုလှုပ်လိုက်တဲ့ဖြစ်ဗျလန့်သွားတာပေါ့ तू အိပ်ပျော်သွားပုံရတယ်ဗျထိုင်ကုန်ကထမယ်ပြုတ်လို့ပြီးတော့မှပစိုးရောတဲ့ဘယ်ရောက်သွားလဲတဲ့အော်တဲ့ကချင်ပစိုးလားတဲ့ဟုတ်တယ်တဲ့ခဏလေးနော်တဲ့ဆိုတော့မြင့်မြင့်အေးကဗျအခန်းထဲကိုဝင်သွားတာပေါ့အဲ့ဒီနောက်မှာတော့ဗျအထုပ်လေးတစ်ထုပ်နဲ့ပြန်ထွက်လာတယ်ဘာလဲတဲ့သိချင်ဖွင့်ကြည့်လေးတဲ့သူကအထုပ်လေးကိုဖွင့်ကြည့်လိုက်တယ်ဗျကချင်ပစိုးလေးပါလားတဲ့ဟုတ်တယ်တဲ့မြင့်ဒီနေ့လေးတဲ့ဘောနဲ့ရခဲ့လို့တဲ့မောင်းတွဲတဲ့အမတ်တရအနေနဲ့ကချင်ပစိုးလေးဝေလာပေးတာတဲ့ပစိုးအဟောင်းရောတဲ့မောင်ရဲ့လေအတိရနေပြီပဲတဲ့အဟောင်းကြီးကဘာလုပ်ဖို့လဲခြေတုပ်ပေါ်ကတော့မလုတ်လိုက်ပါနဲ့ကွာမလုတ်ပါဘူးမောင်ရဲ့တဲ့သွားရေချိုးတယ်ထမင်းစားမယ်တဲ့မောင်ကြိုက်တဲ့အမဲကြော်လေးရဲ့ပင်းလေးရဲ့ချက်ထားတယ်ဟုတ်လားတဲ့အိမ်နောက်ဖွေးကိုရေချိုးဖို့ဆိုပြီးတော့အိမ်နောက်ဖွေးကိုထွက်လာတယ်ဗျသူကဗျရေတိုင်ငင်သားရောက်မှာပေါ့ခြံထဲမှာအမိုက်လူကိုမီးရှို့နေတော့တွေးလိုက်တယ်ဗျသူကရေကိုကပန်းကတန်းချိုးပြီးတော့အိမ်ပေါ်တက်လာတာပေါ့ဇနီးတုတ်သူကမျက်နှာတုတ်ပေါ်လေးကိုပေးလိုက်တယ်သူတို့အတူတူထမင်းစားကြတာပေါ့နောက်တစ်နေ့ကျတော့ဗျကချင်ပစိုးလေးအစ်စ်လေးကိုဝတ်သွားတယ်ဗျ
ပစိုးအဟောင်းเจ้าကိုတော့ဘယ်တော့မှသူမမိတ်မိတော့ဘူးဗျာ